မြန်မာလူသမားတွေကပွဲသားလင်းလဲခံရပြီးတဲ့နောက်သူတို့ကိုယ်တိုင်ဖမ်းဆီးကအာဏာပိုင်များထံကိုဒီပွဲသားတွေကိုအနှံခဲ့ပါတယ်ဇူလိုင်လ22ရက်နေ့ကထိုင်းနိုင်ငံမှာရှိတဲ့ချုံမူလီခန်ကလူသမား20ကျော်ကသူတို့ကိုလိမ်လည်ခဲ့သောပွဲသား3ဦးကိုသူတို့ကိုယ်တိုင်ပဲဖမ်းဆီးပြီးတော့ထိုင်းအာဏာပိုင်များထံကိုအနှံခဲ့ပါတယ်ဒီဖြစ်စဉ်ကတော့ပွဲသားဖြစ်တဲ့သူတွေကသူတို့ကိုအလုပ်လုပ်ခွင့်နေပေးမယ်အလုပ်စားဆိုင်လုပ်ပေးမယ်ဆိုပြီးတော့တဦးလင်ဘတ်ငွေ8500ကောက်ခံခဲ့တာဖြစ်ပါတယ်ဒီလူသမား20ကျော်ထံကနေပြီးတော့ပွဲသားဖြစ်တဲ့သူကစုစုပေါင်းဘတ်ငွေ3,900ခန့်ရရှိခဲ့ပေမဲ့ဒီလူသမားတွေကိုစားဝတ်စားတိုင်းတွေမပေးသလိုဘယ်လို့မှလည်းရှာမပေးခဲ့ဘူးလို့ထွက်ဆိုထားပါတယ်လူသမားဖြစ်တဲ့ဒီ20ကျော်ကသူတို့လိမ်လည်ခံရပြီးတဲ့အကြောင်းကိုသိရှိပြီးတဲ့နောက်ပိုင်းမှာပွဲသားဖြစ်တဲ့သူတွေအုံပြုနေတဲ့ကားနှစ်စီးကိုငှားရမ်းခဲ့ပြီးတော့ချုံမူလီခိုင်မှာရှိတဲ့လောက်ကန်ရှာဖွေရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာပွဲသားဖြစ်တဲ့မြန်မာ3ဦးကိုတော့အာဏာပိုင်များထံမှတိုင်ကြားခဲ့ပါတယ်အာဏာပိုင်များရဲ့စုံစမ်းစစ်ဆေးမှုအရပွဲသား3ဦးဟာမြန်မာနိုင်ငံသားတွေဖြစ်ပြီးတော့အမျိုးသား2ဦးအမျိုးသမီး2ဦးပါဝင်ပါတယ်ဖုန်းထဲမှာငွေလဲပြေစာရည်နဲ့ဆက်သွယ်ပြောဆိုထားတဲ့အထောက်အထားတွေလည်းပါဝင်ပါတယ်ဒါကြောင့်ပဲဒီ3ဦးကိုဖမ်းဆီးပြီးတော့ရဲစခန်းကိုလွှဲပြောင်းပြီးတော့စစ်ဆေးနေပါတယ်ဒီဖမ်းဆီးခံရသူတွေထဲမှာတဦးကတော့နိုင်ငံခြားသားများ၏တရားဝင်လှုပ်လှုပ်ကန်ခွင့်အတွင်းမပါဝင်သည့်လုပ်ငန်းစီစဉ်ပေးခြင်းကိုဆက်ဆက်နေရလို့သူတို့ကဝန်ခံထားပါတယ်အာဏာပိုင်ဖြစ်တဲ့သူတွေကနိုင်ငံခြားသားများတရားမဝင်လှုပ်လှုပ်ကန်ခွင့်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာဥပဒေပုံမှန်များဖြင့်အရေးယူထားပြီးတော့သူတို့အသုံးပြုခဲ့သောကားနှစ်စီးကိုလည်းတပ်တွေဖြစ်တင်ဆက်ထားပါလက်ရှိကျွန်တော်ဖော်ပြထားတဲ့အချက်လက်တွေကတရားဝင်သတင်းရဲ့ဖော်ပြထားတဲ့အချက်လက်ချို့သာရှိပါတယ်အလုပ်သမားများဘယ်မှာစူးစီးလာလဲအဖွဲ့အစည်းရဲ့လုပ်ကိုင်မှုအသေးစတဲ့နောက်ထပ်ပါဝင်သူများရှိမသက်ဆိုင်ရာများကဆက်လက်စုံစမ်းနေစေဖြစ်ပါမြန်မာလူသမားများကိုပတ်စံယူပြီးတော့အလုပ်ချပေးမယ်ဆိုပြီးတော့လုံမပေးခဲ့တဲ့ပွဲသားဖြစ်တဲ့သူတွေကိုတိမခံနိုင်တော့ဘဲနဲ့ကိုယ်တိုင်ဖမ်းဆီးပြီးတော့အာဏာပိုင်များထံကိုလွှဲပြောင်းပေးလိုက်တဲ့သတင်းတွေဖြစ်ပါတယ်ဒီအကြောင်းလေးကိုကျွန်တော်တို့ရဲ့ညီကောင်မတို့အသိရှိအောင်လည်း share သွားပေးခဲ့ကြပါဦးကျွန်တော်အနေနဲ့ဒီနေ့မှာထပ်ပြီးတော့တောင်းဆိုချင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံသားချင်းချင်းနေစေနာပါပါလေးနဲ့မှန်ကန်လေးတွေလောက်ကန်ဆောင်ရွက်ဖို့အတွက်ကျွန်တော်အနေနဲ့မြေတားရက်ခံလိုက်ပါတယ်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့မစ္စလိုအနေနဲ့ထင်မြင်ချက်လေးကိုလည်း comment box လေးရေးသွားပေးခဲ့ကြပါဦးနောက်လာမယ့်အကြောင်းအသစ်တွေသိရှိနိုင်ဖို့အတွက်ကျွန်တော်ကောလည်း follow လုပ်ခဲ့ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ